တနေရာထဲမှာ iPhone ပေါ်တဲ့မျိုးစုံကို brand new ကို youth ကိုစိတ်ကြိုက်ရွေးချယ်လို့ရပြီးအာမခံချက်ကောင်းတဲ့ iPhone ဆိုင်လေးတစ်ဆိုင်ကိုခေါ်တော့ပြဖြစ်ပါတယ်ရှင်။အားလုံးပဲလိုက်ကြည့်ပေးပါအောင်ရှင်။ဆိုင်ရဲလိပ်စာလေးကတော့ရန်ကုန်ကမာရွတ်မြို့နယ်လှဲတန်းလမ်းမကြီးပေါ်မှာရှိတဲ့လှဲတန်းစင်တာအရှိတ်ဘက်မျက်နှာချင်းဆိုင်ကလှဲတန်းတစ်လမ်းထဲမှာဖွင့်လှစ်ထားပါတယ်။အခုဆိုင်လေးကိုသွားနေပြီမို့လို့ညီမနဲ့အတူတူဗီဒီယိုဆုံးထိလိုက်ကြည့်ပေးကြပါအောင်နော်။အခုဆိုရင်လှမ်းတန်လန်းထိပ်ကိုရောက်ရှိနေပါပြီရှင်ဒီလမ်းလေးတိုင်းဆက်ဝင်သွားမယ်ဆိုရင်တော့ iPhone မိုဘိုင်းဆိုင်လေးကိုရောက်ပါပြီရှင် Okay အဲ့ဆိုလို့ရှိရင်လှမ်းတန်လန်းလေးကိုဆက်ဝင်ကြရအောင်ကဲအခုဆိုလို့ရှိရင်ညီမပြောထားတဲ့ iPhone မိုဘိုင်းဆိုင်ရှိကိုရောက်ပါပြီဒါဆိုရင်အထဲဝင်ကြည့်ကြမယ်ဆိုင်လေးထဲကိုဝင်လိုက်ပြီဆိုတာနဲ့ brand new parking တွေအသစ်ထပ်ဈေးသက်သာတဲ့အပေါင်းဆက်အလုံးလေးတွေကိုခင်းချင်းပြသထားတာကိုတွေ့ရပါတယ် in-store အနေနဲ့ကတော့ iPhone 11ကနေပြီးတော့အခုနောက်ဆုံးပေါ် model တွေအထိကို color အစုံ region အစုံ battery ရဲ့အစုံ storage အစုံကိုမှ use လို့မထင်ရလောက်အောင်အသစ်တိုင်းတန်တဲ့ quality မျိုးကိုရောင်းချပေးနေပါတယ်ရှင် iPhone သုံးသူတိုင်းစိတ်ပူတတ်ကြတဲ့အမခံချက်အနေနဲ့ဆိုရင် 1 year တောင်ပေးထားတာဖြစ်တဲ့အတွက်စိတ်ချယုံကြည်စွာဝယ်ယူအားပေးလို့ရပါတယ်ရှင်ပေးထားတဲ့1 year တော့တွင်းမှာဆိုရင်သုံးနေစဉ်ကာလအတွင်း user error မှလွဲပြီး factory error ဖြစ်ခဲ့မယ်ဆိုရင်ပစ္စည်းဖို့လက်ခ free ပြုပြင်ပေးပြီးတော့ user error ဖြစ်ခဲ့မယ်ဆိုရင်တောင်မှ software free ပစ္စည်းလက်ရမယ့်အနေထားဆိုရင်ပစ္စည်းဖို့ပဲပေးရပြီးလက်ခစားပစ္စည်းလုံးဝပေးစရာမလိုပါဘူးရှင်ဝယ်ယူပြီးနောက်ပိုင်းမှာလည်းဖုန်းကို model မြင့်နဲ့ဟောင်းပေးသိယူ trade လုပ်ချင်တာမျိုးတွေဖုန်းကိုပြန်ရောက်ချင်တာမျိုးတွေကိုအချိန်မီပဲပြုလုပ်လို့ရတာဖြစ်လို့ကိုက iPhone ဝယ်ဖို့စိုင်းကောင်းလေးရှာနေတယ်ဆိုရင်အမခံချက်ကောင်းနဲ့တနေရာထဲမှာဝန်ဆောင်မှုမျိုးစုံ iPhone model မျိုးစုံကိုအဆင့်မြင့်ရောင်းချပေးနေတဲ့ iPhone မိုဘိုင်းကိုရွေးချယ်ဖို့အတွက်အကြံပေးချင်ပါတယ်ရှင်